စစ်တွေတိုက်ပွဲကြောင့်စစ်တွေအပါအဝင်မြို့နယ်၄ခုကဒေသခံ3သိန်းကျော်လောက်စစ်ဘေးရှောင်နေကြရပါတယ်။ရခိုင်ပြည်နယ်ရဲ့စစ်ကောင်စီအဖွဲ့ရုံးဆိုင်ရာပြည်နယ်ရဲ့မြို့တော်စစ်တွေမှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်အခုလိုရှောင်နေရတာဖြစ်တယ်လို့စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောဆိုကြပါတယ်။စစ်တွေမြို့နဲ့စစ်တွေမြို့အနီးပတ်ဝန်းကျင်ကကြေးရွာတွေအပါအဝင်စောက်တော်ပုံနာကျွန်းနဲ့ရတိတောင်မြို့နယ်တွေကဒေသခံတွေတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ဒေသခံ3သိန်းကျော်လောက်ဟာ2023ခုနှစ်တကြောပြန်တိုက်ပွဲတွေစတင်ဖြစ်ပွားခြင်းကစပြီးအခု2025ခုနှစ်အထိစစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့စာရေးဆရာဝေဟင်အောင်ကနရီစရာသတင်းဌာနကိုပြောပါတယ်။အဲဒီစစ်ဘေးရှောင်တွေအထဲမှာကလေးငယ်တွေအမျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေလည်းအများအပြားပါဝင်နေပြီးရန်ကုန်မန္တလေးဘက်ကိုရှောင်တိန်သွားကြသူတွေလည်းရှိတယ်လို့ရခိုင်လွတ်မြောက်နေမြေတွေစီကိုတိတ်ရှောင်နေသူတွေလည်းအများအပြားပါဝင်နေတာဖြစ်ပါတယ်။